ရဲ့ပိုင်းနယ်အတွင်းမှာကမ္ဘာပေါ်မှာလင်းအများဆုံးပြစ်ကြခဲ့တဲ့လင်းတင်းချိုင်းတစ်ခုရှိပါတယ်။ဒီတင်းချိုင်းဟာတရုတ်နိုင်ငံရဲ့ပစိဖိတ်ဂျပန်ကိုအောင်နိုင်ခြင်းနှစ်80ပြည့်အခမ်းအနားမှာမိန့်ခွန်းဟောပြောခဲ့တဲ့တရုတ်သမ္မတရှီကျင်းပင်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ပေါ်မှာတင်းမာစွာပြောဆိုလိုက်တဲ့စကားတစ်ခုနဲ့လည်းပတ်သက်နေပါတယ်။အမေရိကန်ပြည်ထောင်စုကတရုတ်နိုင်ငံလွတ်လပ်ရေးအတွက်ပေးသက်ခဲ့ရတဲ့ကြီးမားတဲ့အထောက်အပံ့နဲ့တွေးတွေကိုဆက်အောင်နိုင်ခြင်းအခမ်းအနားမှာရှီကျင်းပင်ကကျေးဇူးပြုခြင်းအတိအမှန်ပြုပြီးတော့ဖော်ပြခြင်းမရှိဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်။1942ခုနှစ်မှာမြန်မာနိုင်ငံကိုဂျပန်တွေသိမ်းပိုက်ပြီးအိန္ဒိယကိုအင်္ဂလိပ်မဟာမိတ်တွေဆုတ်သွားပြီးနောက်ဘာမာရုစ်လမ်းမကြီးရဲ့ဆက်သွယ်ရေးကုန်သွယ်ရေးလမ်းကြောင်းကိုဂျပန်ကဖျက်တောက်လိုက်ပါတယ်။ဒီအချိန်မှာအမေရိကန်နဲ့မဟာမိတ်တွေကတရုတ်နိုင်ငံကိုစစ်ကူတိုက်ပေးဖို့အတွက်မိုင်ပေါင်း1000လောက်ရှိကျော်တဲ့ Steel Rail လို့ခေါ်တဲ့လီရိုလမ်းမကြီးကိုအသေးအတန်ပေါက်လွှင့်နေခြင်းလည်းဖြစ်ပါတယ်။ဂျပန်တွေသိမ်းပိုက်ထားတဲ့တရုတ်ကိုရောက်စေကူညီဖို့အတွက်အိန္ဒိယကနေမြန်မာနိုင်ငံထိပ်ပြောက်ကိုဖျက်ပြီးဟင်းမွန်နာတောင်ကြားပေါ်ကနေကူးမင်အထိအမေရိကန်လေးတပ်လေးရဲ့ခောက်ပေါင်းများစွာတုံးပြီးတော့စစ်ကူပို့ခဲ့ရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနဲ့တရုတ်နိုင်ငံအနောက်ပိုင်းတို့ကိုဖျက်ကျော်ပြန်နိုင်ရတာဟာဒီလမ်းကြောင်းရဲ့လေယာဉ်ပေါင်းများစွာပြတ်ကျစေခဲ့တဲ့အဓိကစိန်ခေါ်မှုတွေကိုလည်းအမေရိကန်ကစိုးရွားစွာကြုံတွေ့ရပါတယ်။ယာရီဥရုနဲ့မြန်မာတော့တောင်တန်းဒေသတွေဒီမျက်နှာပြင်အတွင်းအရာဟင်းဝင်လာတောင်တန်းရဲ့အရှိတ်ဘက်ဆုံးကိုဖျက်ကျော်ပြန်နိုင်ရပြီးအချို့နေရာများမှာပေ2000မီတာအပြည့်600မီတာကျော်အထိမြင့်တဲ့ဒေသတွေလည်းရှိရပါတယ်။အဲဒီခေတ်ကရီယိုနီးပညာအားနေတာလေလမ်းကြောင်းပြစနစ်တွေနေခြင်းကြောင့်မြေပြင်မှာလမ်းညွန်ထိန်းချုပ်ရေးစခန်းမရှိတော့လောက်ရှားပါတယ်လို့တီးကြတဲ့မြေပုံလည်းမရှိပါဘူး။ဂျပန်တပ်တွေကမြစ်ကြီးနားလေဆိပ်ကိုသိမ်းယူထားတာမို့ဂျာပြတိုက်ရိုက်မှုတွေတီးကြတယ်ကြုံရပါတယ်။လေကြောင်းအနေပေါင်းစုံရှိတယ်ဒီလမ်းကြောင်းဟာကဘာကျော်ခဲ့ပါတယ်။ဒီလမ်းကြောင်းနဲ့ပတ်သက်တဲ့စောင်းမှတ်တမ်းအဆောင်အမများစွာလည်းထွက်ရှိခဲ့ပါတယ်။အမေရိကန်လေတပ်ဟာဒီလမ်းကြောင်းမှာ1942ခုနှစ်ကနေ1945ခုနှစ်အကုန်အထိလေယာဉ်အစင်းရေ990နဲ့လေယာဉ်အမှုတန်း1300မှ1600စီဆုံးရှုံးခဲ့ရပါတယ်။အများစုဟာမြန်မာနိုင်ငံမြောက်ဖျားပိုင်းမြန်မာတဲ့တောင်တန်းဒေသတွေမှာပြစ်ကျခဲ့ရတယ်ဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုတော့ Aluminum Train လို့ခေါ်ဆိုခဲ့တာတွေကိုလည်းတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်ပြစ်ကျခဲ့တဲ့လေယာဉ်အပိုင်းစအလူမီနီယံသတ္တုတွေများပြားလုံးတဲ့အထိဆုံးရှုံးမှုကြီးမားခဲ့လို့ဖြစ်ပါတယ်။ဒီလမ်းကြောင်းစတင်ရာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိအာသမ်ပြည်နယ်မှမြန်မာနိုင်ငံမြောက်ပိုင်းဂျပန်တပ်များသိမ်းပိုက်ထားတဲ့ဒီနေရာတွေကိုရှောင်ကွင်းပြီးတော့တရုတ်နိုင်ငံရဲ့ကူမင်းကိုဆိုက်ရောက်ဖို့မြေပုံလမ်းကြောင်းကနေဝှေ့ဝိုက်ပြီးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလမ်းကြောင်းမှာအမေရိကန်လေတပ်က CNAC ခေါ်တဲ့တရုတ်လေတပ်တည်ယူပို့ဆောင်ရေးစနစ်ကိုထူထောင်ပေးနိုင်ခဲ့သလို C46, C47, C5 4နဲ့ C87 တည်ယူဆောင်ရေးလင်းအစီးရေထောင်ကြီးအသုံးပြုခဲ့ရပြီးလင်းရဲ့ခောက်ရည်ပေါင်း2သိန်းကျော်ပြန်တန်းခဲ့ရတယ်လို့သိရပါတယ်။တချို့ ATC နဲ့ CNAC မှတ်တမ်းတွေမှာတော့ဒီသက်ပိုကြီးများပါတယ်။ကမ္ဘာလေကြောင်းပို့ဆောင်ရေးသမိုင်းနဲ့ဒုတိယကမ္ဘာစစ်သမိုင်းမှာကာလအတိုအတွင်းပို့ဆောင်မှုစံချိန်ကိုလည်းတင်ထားပါတယ်။1942ခုနှစ်ဧပြီလကနေ1945ခုနှစ်နိုဝင်ဘာလအထိ42လတတာစင်စမပြတ်ပြန်နှံခဲ့ရတဲ့ဒီလမ်းကြောင်းကနေစစ်လက်နက်ပစ္စည်းရိတ်ခါကုန်တန်ချိန်ခန့်မှန်းချက်အားဖြင့်တန်ပေါင်း6,500,000ကိုတရုတ်နိုင်ငံသို့ပို့ဆောင်ပေးခဲ့ပါတယ်။စစ်သည်များအရာရှိများနဲ့အခြားခီးတဲ့စုပေါင်း62,949ခန်းကိုလည်းတည်ဆောင်ပေးခဲ့ပါသည်။1945ခုနှစ်မှာတော့လီရိုလမ်းမကြီးအောင်မြင်စွာဖောက်လုပ်နိုင်ကမြစ်ကြီးနားကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းစီရေးအရတာလာပြီးနောက်ကုန်းလန်းလေကြောင်းလမ်းများကိုစုံမှုပြီးချိန်မှာတော့တနေ့ကိုလေယာဉ်အစီး90လောက်အကောက်ပေါင်းရာနဲ့ကြီးပြန်နှန်းခဲ့တယ်လို့လည်းဆိုကြပါတယ်။ဒီလေကြောင်းလမ်းဟာတရုတ်နိုင်ငံကိုဂျပန်တပ်များရဲ့ရန်ကခုခံကာကွယ်ဖို့နဲ့တရုတ်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်ရဲ့ပေးဆက်ခဲ့ရတဲ့အသက်သွေးကြောတစ်ခုဖြစ်ဒုတိယကမ္ဘာစစ်သမိုင်းမှာဖြတ်မရစွာတည်ရှိနေကြပါတယ်။နောက်ပြီးတော့လီရိုလမ်းမကြီးလည်းထမတည်
လေလိုလမ်းမကြီးအကြောင်းကိုတော့နောက်ဗီဒီယိုမှာပြောပြပါဦးမယ်တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ဂျပန်ကိုစစ်အောင်နိုင်ခြင်း280ပြည့်အခမ်းအနားကြီးအပြီးထရန့်ဘက်ကရှီကျင်းမြေကိုတနမန်ကြီးနဲ့စီဝါရေးမူဝါဒတွေတင်းမာစေလောက်တဲ့အထိပေးဆက်ခဲ့မှုတဲ့တမိုင်းတစ်ခုပါပဲအဲ့ဒီလေကြောင်းလမ်းတစ်လျှောက်သုံးနေသိပြကြခဲ့တဲ့အမေရိကန်လေတပ်ရဲ့လေရင်ပျက်စီးဟာကျော်မြန်မာနိုင်ငံညော်ပြပိုင်းနေဖုံးဒေသတွေမှာဒန်နာရီတပွဲလဲနေမျိုးပျောက်ဆောင်နေစေဖြစ်ပါတယ်ဒီကိစ္စကိုလည်းမြန်မာနိုင်ငံပေါင်မူတန်တွေးကန်အဖြစ်နာမည်ကြီးနေပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာဆက်တွေ့ပါမယ်